မင်းဒီနိုင်ငံမှာနေတာမဟုတ် ဟုတ်ပါတယ်မှန်ပါတယ် ဒီနိုင်ငံသမီးကိုမင်းသားတာမဟုတ် ဟုတ်ပါတယ်မှန်ပါတယ် ကြည့်ကွာဒီမျိုးနင့်ကြရဲ့ဒီမျိုးပေါ်မှာမင်းကျေးဇူးကမ်းတယ် ဟုတ်တယ်ကျွန်တော်တို့ကနိုင်ငံတော်အာဏာအာဏာနည်းနဲ့ယူရဲဆိုတာလေထိထုတ်မှုတစ်ခုပါအာဏာနည်းနဲ့အာဏာယူဖို့အောင်းချင်းဖြစ်တယ်ဒါ သိနေဖြီတော့ကိုလို့ပြင်နေကြလို့အေးလာမြင်းနဲ့တုတ်กว่าလို့ညနာတုတ်ပြဒီဝေးနဲ့မင်းကိုမင်းတမှုပြလိုက်တာလား ဟုတ်ပါအဲ့တိုင်းပါပဲနှစ်ပြဖို့လို့မရဘူးအဲ့တော့ကျွန်တော်တို့ဒီအများဆုံးကတစ်နှစ်ပဲဖြစ်ပါ ဒီအမြင်ရောက်တဲ့ငါတို့မတမ်းမရဒီအတန်းရောက်တဲ့ငါတို့မပေးမရသေးနဲ့မင်းတယောက်ကောင်းစားဖို့အတွက်ငါတို့တမျိုးသားလို့ကကြမှာမထိုးမရသေးနဲ့ကွာ ပြောရလို့ရှင်တယ်အဲ့တော့ဒီရောအများကြီးလို့ကျွန်တော်မသိနဲ့ ဒါတော့လင်းကကြော်စွာဘွက်ကိုရထားတဲ့ခန့်စီသူနဲ့အားလုံးပါရဂူရုပ်ပွဲအထိကိုတက်ယူထားတဲ့မင်းအောင်လှိုင်တို့နှစ်ယောက်ထိတ်တက်တွေ့တဲ့အချိန်ဒီမှာအခုလိုဖြစ်လာမှာတော့သိကြပါပဲ ပြပါလေမြေရှားလဲလာခိုးတူးသေးတယ်တရားမဝင်ခိုးတူးတယ်အစိုးရအခွန်မဆောင်ပဲခိုးလဲတူးသေးတယ်သူတို့အဲ့ခိုးတူးတဲ့နေရာမှာတရုတ်လန်နေစိုက်ပြီးတော့ငါတို့ဒီနေရာတွေဘုံလာမချင်းနဲ့နော်လို့ဟို message ပေးတယ်ဆိုကြတဲ့ခင်ဗျားစဉ်းစားကြည့်စမ်းပါဗျာရင်းနေဘလောက်ကောင်းဘလောက်တောင်ဖြစ်မယ်ကိုယ်နိုင်ငံထဲမှာတခိုးတွေကလည်းခိုးသေးတယ်ဟမ်သူတို့တရုတ်လန်ထောင်ပြီးတော့ကျွန်တော်တို့အစိုးရကိုမလုံရဲမကရဲမထီရဲမတူရဲအောင်လုပ်တယ်မစဉ်းစား ဒါကတော့မင်းအောင်လှိုင်ကမျိုးသူ့ကိုစုမပေးရလဲမပြောနဲ့လေဗျာဘယ်ပေးမလဲကိုကမင်းအောင်လှိုင်ကစီပလင်းခါချပြီးတရုတ်ကြီးသွားထားပါတယ်ဆိုမှသူကဒီကနေပြီးတရုတ်ကြီးရန်တွေ့နေတာဟုတ် တိုင်းရင်းသားလက်နက်ကိုင်အမိခံတောင်းကျမ်းသူတွေ PDF အမိခံတောင်းကျမ်းသူတွေမို့လို့ပေါက်နေတဲ့နိုင်ငံအဲ့လိုနိုင်ငံမျိုးရဲ့တစ်ခုရဲ့တမိုင်းရဲ့အချိုးပြောင်းတစ်ခုမှာ turning point တစ်ခုမှာကျွန်တော်တို့ရဲ့သမ္မတအကောင်းဆုံးသမ္မတဖြစ်နေဖို့လိုတယ် the best median မရဘူးသမ္မတဖြစ်တဲ့ဆိုရင်တော့အရေးသွင်းနေမရဘူးသူ့ရဲ့သမ္မတတင်လို့ရပါတယ်ကွာမဆိုးတော့လုံနိုင်မှာပါဆိုတော့မရဘူးဒီပုဂ္ဂိုလ်ဒီသမ္မတလုံနိုင်တဲ့အရေးချင်းရှိပါတယ်သူလည်းဖြစ်လောက်ပါတယ်ဖြစ်လောက်ပါတယ်သူ့ကိုစမ်းကြည့်မယ်ဆိုရင်ဟာလို့မရဘူး စကားလေးကိုတော့ record ယူထားမယ်နော်ဒီနေ့ကျတော့တော်လိုင်းပြီးတဲ့အချိန်မှာဆိုရင်တော့ပြည်သူ့ဆိုတာတက်လာတဲ့ကောင်တွေဒီကောင်တွေဘယ်ခုံအောင်ဝင်ပုံးမလဲဆိုတော့ကြည့်ရတော့ဗျာတော်လိုင်းမျိုးတွေအားလုံးပဲသဘောဝဘေးနဲ့မေးပြီးတာမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Coach Rolling Channel လေးကပြန်လဲကြိုဆိုလိုက်ပါတယ်ဗီဒီယို reaction ကိုတော့ပြီးကြမှာတော့ယနေ့မတ်လ9ရက်နေ့မနက်ပိုင်းချိန်နောက်ဆုံးရတဲ့သတင်းတွေကိုစူးစီးတင်ပြပေးတော့မှာဖြစ်တဲ့အတွက်တော်လိုင်းမျိုးတွေအားလုံးပဲစုံကြည့်ဖြစ်ဖို့ဒီနေ့မှထပ်မံတောင်းဆိုလိုက်ပါတယ်။ပေါင်းစုံအနေနဲ့ကတော့ဒီကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျိုးစီးပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မသိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့1859ရဲ့ကြည်တည်ရှိပြီဖြစ်ပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့ကတော့မင်းအောင်နိုင်တကောင်ချင်းကြားယူစကားတွေထားပြောပြီးလည်းဖြစ်ပါတယ်။မင်းအောင်နိုင်တကောင်ကတော့အမြဲတမ်းချင်းကြားယူစကားတွေပြောနေတာတော့အားလုံးသိရှိပြီးသားဖြစ်မှာပါ။လက်ရှိမှာဆိုရင်တော့တစ်နှစ်အာဏာထိန်းနေဆိုပြီးတော့ပါဇက်ကပြောပြီးမှလည်းအားလုံးသိတဲ့အတိုင်းပဲ6လချိန်တက်တန်းတိုးရင်လည်းအခုဆိုရင်လည်း9နှစ်တာကာလကိုတော့ရောက်ရှိလာတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုတို့ထပ်ပြောပါသေးတယ်။တက်ကာကွယ်ဦးစီးချုပ်ယာတုကို9နှစ်တက်တန်းတစ်ချိန်သားလင်းတောင်းဝင်ထမ်းဆောင်အောင်တတ်မှတ်မယ်လို့မင်းအောင်နိုင်ကထပြောပြီးလည်းဖြစ်ပါတယ်။ဒါဟာဂျပန်မင်းအောင်နိုင်ဟာစစ်တပ်ကာကွယ်ဦးစီးချုပ်ယာတုကိုတောင်းဝင်ထမ်းဆောင်မဲ့နောက်တိုးမျိုးဆက်သစ်စစ်ဗိုလ်ချုပ်ကြီးများနေဖြင့်ကာကွယ်ဦးစီးချုပ်အဖြစ်9နှစ်တက်တန်းတစ်ချိန်သားလင်းတောင်းဝင်ထမ်းဆောင်အောင်တတ်မှတ်မည်လို့ပြောထားတာလည်းဖြစ်ပါတယ်။ဒါကိုကြည့်ရမြင်မင်းအောင်နိုင်ကောင်သမရလို့ဖို့ရေတိုရေးကတော့စတင်နေတာလည်းကိုယ်ဝင်မြင်ရမှာလည်းဖြစ်ပါတယ်။ပြည်သူတွေအကုန်လုံးသင်ခဲ့ပူးကြသလိုတော့မဟုတ်ပဲနဲ့ပြည်သူအကုန်လုံးလုံးဝပြောခဲ့ကြသလိုပဲမင်းအောင်နိုင်တကောင်ကတော့စစ်တပ်ကာကွယ်ဦးစီးချုပ်ဆိုတဲ့ယာတုကိုတော့ဆွနှုတ်တော့မယ်ဟာလုံးဝပေါ်ပေါ်လင်းလည်းဖြစ်လာပြီဖြစ်ပါတယ်။ဒါ2017ခုနှစ်မှာစတင်ပြီးစစ်အာဏာရှင်တန်းရွှေရဲ့ရွေးချယ်မှုနဲ့စစ်တပ်ကာကွယ်ဦးစီးချုပ်ဖြစ်လာခဲ့တဲ့အကြမ်းဖက်မင်းအောင်နိုင်ဟာစစ်တပ်ကာကွယ်ဦးစီးချုပ်တာဝန်ကို15နှစ်တိတိတာဝန်ထမ်းဆောင်လာခဲ့ပြီဖြစ်ကြောင်းမင်းအောင်နိုင်အလွန်စစ်တပ်ကာကွယ်ဦးစီးချုပ်ယာတုကိုထမ်းဆောင်မဲ့ခေါင်းဆောင်များအနေဖြင့်ကာကွယ်ဦးစီးချုပ်ဖြစ်9နှစ်တက်တန်းတစ်ကြိမ်သာထမ်းဆောင်ရန်သတ်မှတ်ထားမှာဖြစ်ကြောင်းနေပြီးတော့စစ်ပတ်သတင်းတွေကသိရှိရလဲဖြစ်ပါတယ်။ကဲမင်းအောင်နိုင်တကောင်ကတော့သူ့ရဲ့စစ်ခွေးတွေပုံမှာတော့ငါလုပ်တယ်လို့မလုပ်နဲ့ငါပြောတယ်လို့ပဲလုပ်ဆိုတာတော့လုံးဝမပေါ်လင်းမြင်နေရလဲဖြစ်ပါတယ်။နောက်တဲ့သတင်းပုံအနေနဲ့တော့ဒီလာထဲမှာလွတ်တော်ကော်မီဖြစ်ပြီးမကြိုက်မှာသမရရွေးချယ်မှုပြုလုပ်တော့မှာဖြစ်ပါတယ်။သမရရွေးချယ်မှုပြုလုပ်မဲ့သူတွေအတွက်အားလုံးဒီတိုင်းပဲဘောမတဲ့နေရာမှာတော့နံပါတ်1 special 1လို့တော့နာမည်ထွက်နေတဲ့ဟိုဟိန်းကတော့ဘာတွေပြောလဲဆိုအားလုံးကြည့်ကြည့်ပါအောင်ဗျာ။ဒါကိုကြည့်ရပြီလက်ရှိမှာတော့ဒီရင်တုန်းက88ကျောင်းသားတွေအဲ့88ရဲ့ရှေ့ကကျောင်းသားတွေရိုးဆက်တွေကတော့တော်တော်လေးကိုမှလူနည်းစုတာကြံနေပြီးတော့တော်တော်များကတော့ဘောမတယ်လို့ဘောမမတယ်လို့လုပ်နေကြတယ်လူများနေရလဲတွေ့နေရဖြစ်ပါတယ်တတော်ရွေးချယ်လိုက်တဲ့တတော်ရွေးချယ်ရမယ်ဆိုအဲ့ရွေးချယ်မှုနှစ်ခုမှာလက်ရှိယာယီသမ္မတတမတော်ကာဝေးဦးချုပ်လည်းဖြစ်တယ်သူတမတော်ကာဝေးဦးချုပ်ဘောကနေပြီးတော့2025အထိနော်သူသွားခဲ့တဲ့နိုင်ငံတွေသူဆက်ဆံခဲ့တဲ့တမတော်ကာဝေးဦးချုပ်တွေအခြားနိုင်ငံတမတော်ကာဝေးဦးချုပ်တွေသူဆက်ဆံခဲ့တဲ့နိုင်ငံတော်ဝန်ကြီးချုပ်တွေသူဆက်ဆံခဲ့တဲ့တခြားနိုင်ငံတွေရဲ့သမ္မတတွေဒီပလင်းလေးခါချက်ပြီးသွားပြီးဆက်ဆံတာသူမဆက်ဆံတာမဟုတ်ဘူးခေါ်ပြီးဆက်ဆံတာဟိသူတယောက်ခဲ့တဲ့နိုင်ငံတကာ forum တွေ international forum တွေနော်အများကြီးအတွေ့အကြုံကသူ့မှာရှိပြီးသားဖြစ်နေကျွန်တော်တို့ကခြားတယောက်ခြားတူတင်းတော်ရတူရှိတယ်ဆိုပါတော့ပညာလည်းတက်တဲ့တမတော်ရဲ့ထောက်ခံတယ်တမတော်ဘောလည်းနားလေတယ်ထားပါတော့ဖြစ်တယ်ပြီးဘွဲအများကြီးတင်းတော်ရတူရှိတာတော့မှ
ရေချင်းတူရင်တော့မှဘုချုပ်မူကြီးမင်းအွန်လိုင်းကိုသားလေးနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်တယ်လို့ကျွန်တော်ကဒီကနေပြည်သူတို့တော့ရွေးချယ်မယ်ပြည်သူတို့တော့ကိုယ်စားလှယ်တွေကိုတိုက်တွန်းချင်တယ်ဒီအင်တာဗျူးကနေသူကနေလှမ်းပြီးတော့လွတ်တော်တဲ့ဦးတော့သူကစကားပါလိုက်သေးတယ်မခန့်တာဘောမရင်လို့ပြက်ပြက်သားမှတ်ပါကွာနော်တော့ကိုအလေးခံပြီးမှတ်ထားတာဘာလို့လဲဆိုတော့ကျွန်တော်တို့ကမေးစမ်းခင်းပြောလို့မရအောင်ကျွန်တော်မှစမ်းသက်တဲ့ကာလမရှိဘူးစမ်းသက်မခံတဲ့နိုင်ငံဖြစ်နေတယ်အမေရိကန်လိုနိုင်ငံမျိုးမှာစမ်းသက်လို့ရတယ်သမ္မတမရှိပဲတလားနေလို့ရတယ်သမ္မတမရှိပဲတနှစ်နေလို့ရတယ်သူတို့ကအထက်လို့တော့အောက်လို့တော့တွေမင်းအခုလိုပြောနေရင်ငါတို့ကသမ္မတနိုင်ငံအတိုင်းနိုင်ငံပုံကိုမေစုလို့မရှိဘဲနဲ့တော့ငါတို့9နှစ်တောင်နေလို့ရတယ်ကွာနော်မင်းတို့ကောင်တွေအခုလှုပ်ထားတဲ့အတိုင်းမှာတော့ပြည်သူတွေကလုံးဝကမှစိတ်တက်မကြဘဲနဲ့မင်းတို့ကိုခေါင်းတွေကိုမထက်ပဲမင်းတို့ကိုခွေးစင်းပဲသွင်းထားပြီးတော့နေနေကြတာပြည်သူတွေကပြည်နယ်အုပ်ချုပ်ရေးမှုတွေသွားတာရဲနဲ့သွားတာသူကသူနိုင်ငံတက်သူ့အောက်သွားတာသူ့ရဲ့ဟာတော့မရှင်းနဲ့ကျွန်တော်တို့နိုင်ငံကအကဲဆက်တဲ့နိုင်ငံဖြစ်နေတယ်တိုင်းသား135မျိုးရဲ့တိုင်းသားနိုင်ငံအမိခံတောင်းကျမ်းသူတွေရဲ့ PDF အမိခံတောင်းကျမ်းသူတွေမို့လို့ပေါက်နေတဲ့နိုင်ငံအဲ့လိုနိုင်ငံမျိုးရဲ့တစ်ခုရဲ့တမိုင်းရဲ့အချိုးပြောင်းတစ်ခုမှာ turning point တစ်ခုမှာကျွန်တော်တို့ရဲ့သမ္မတဟာအကောင်းဆုံးသမ္မတဖြစ်နေဖို့လိုတယ်the best median မရဘူးသမ္မတဖြစ်တယ်ဆိုရင်တော့အရေးသွင်းနေမရဘူးသူလည်းသမ္မတတင်လို့ရပါတယ်ကွာမဆိုးပါဘူးလုံးနိုင်မှာပါဆိုတော့လည်းမရဘူးဒီပုဂ္ဂိုလ်ဒီသမ္မတလုံးနိုင်တဲ့ရေးချင်းရှိပါတယ်သူလည်းဖြစ်လောက်ပါတယ်သူ့ကိုစမ်းကြည့်မယ်ဆိုရင်ဟာလုံးလို့မရဘူးစကားလေးတွေတော့ record ယူထားမယ်နော်ဒီကြတော့တော်လိုင်းပြီးတဲ့အချိန်မှာဆိုရင်တော့ပြည်သူဆိုတာတက်လာတဲ့ကောင်တွေဒီကောင်တွေဘယ်ခုံအောင်ဝင်ပုံးမလဲဆိုတော့ကြည့်ရတော့ဗျာကျွန်တော်တို့ကအဆန်းဝင်းကိုမရှိဘူးကျွန်တော်နိုင်ငံကျွန်တော်တို့သွားဆန်းလိုက်လို့မှားဝိုင်းတစ်ဖက်တွင်းမြန်မာနိုင်ငံပျောက်သွားမှာကမ္ဘာမြေပေါ်မြန်မာနိုင်ငံပျောက်ထွက်သွားမှာကျွန်တော်ဆိုးရင်အပူအမှုအရှိဆုံးကျွန်တော်ရဲ့ worry anxiety ကကျွန်တော်တို့နိုင်ငံကမ္ဘာကပျောက်ကွယ်သွားမယ်အချက်ကိုကျွန်တော်စိတ်ပူတယ်သူပြောကြည့်နေတဲ့သဘောတရားကမင်းအောင်လိုင်းကသမ္မတမခံဘူးဆိုရင်ကမ္ဘာပေါ်မှာမြန်မာမြေပုံပျောက်သွားမှာပေါ့ဗျာကမ္ဘာမြေပုံမြန်မာပျောက်မသိဘူးမင်းတို့ကတော့ပျောက်မှာတော့သေချာပဲအဲ့ဒါတော့100 ရာခိုင်နှုန်းမှငါတို့ပြောရဲတယ်အဲ့အချက်ကြောင့်ပဲကျွန်တော်မြန်မာနိုင်ငံမှာဒီနေရာမှာလာပြီးတော့ဒီကင်မရာရှေ့မှာစကားပြောနေတာကျွန်တော်ဒါပဲပြောနေတာကျွန်တော်နိုင်ငံပျောက်ကွယ်သွားမခံနိုင်ဘူးပြည်တော်အပြုတ်ကွဲသွားမခံနိုင်ဘူးတက်မလို့ပြုတ်ကွဲမခံနိုင်ဘူးနိုင်ငံအပက်ထွက်မှာပြည်တော်စုအပက်ထွက်မခံနိုင်ဘူးဒါကျွန်တော်ပြောနေတဲ့ရည်ရွယ်ချက်ပဲအဲ့တော့ဘဒုံမူမင်းအောင်လိုက်ဒီကောင်နေရုပ်ကလေးတွေကြည့်ပါဒီကောင်စိတ်ထဲမှာတော့တွေးမှာပဲဒီကောင်ကြီးကအလွန်ကြီးကိုကြိတ်နေရပါပဲဆိုပြီးတော့အဲ့မှာကျွန်တော်ပြောတဲ့အချင်းအကုန်လုံးတတ်ဆုံပြည့်နေတယ်ဘဒုံမူမင်းအောင်လိုက်ရဲ့ model ဘဒုံမူမင်းအောင်လိုက်ရဲ့အတွေးခေါ်မှာဘာတွေသွားပြီးတော့ထူးခြားတာတွေ့ရလဲဆိုတော့တစ်သူဒီရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်နိုင်တယ်ဒါတော်တော်ရှားတယ်ရန်သူမိတ်ဆွေဖြစ်အောင်ရင်မလုပ်နဲ့အောင်တနိုင်ငံတော့ကလူတွေကိုပဲအရင်ဆုံးမိတ်ဆွေဖြစ်အောင်လုပ်ပါအောင်ကွာရန်သူကိုသူမိတ်ဆွေဖြစ်အောင်လုပ်နိုင်တယ်မိတ်ဆွေကိုညီရင်းကိုပေါ်မှာဖြစ်အောင်သူလုပ်နိုင်တယ်တိုင်းရင်းသားလက်နက်ကန်အမိကန်တပုံနေတောင်းကျမ်းသူတွေ PDF အမိကန်တောင်းကျမ်းသူတပုံနေဒီလောက်ဆိုးကားစွာစัญญတိုက်ခတ်တော်လန်ပုံကန်းတပ်ဖြတ်နေတဲ့ဂျာတွေကနေပြီးတော့သူဒီဒေါသတရားကိုရှိမထားပဲနဲ့ငါစစ်သားပဲငါတက်ချုပ်ပဲကွာငါတက်မလို့တက်ချုပ်ပဲကွာငါပြစ်ဆိုရင်ပြစ်ငါတေးဆိုတေးငါကျဲဆိုကျဲအကုန်ချိန်ဝအောင်လုပ်လို့ရတဲ့အာဏာရှိပင်ရှိတော်ညာသူဒီစဉ္ညံုံတရားနဲ့ထင်းထင်းသိမ့်သိမ့်စစ်တိုက်တဲ့နေရာမှာသူထင်းထင်းသိမ့်တိုက်သွားတယ်ဗျဒီကကောင်ကတွေကရီးနေကြပြီစိတ်ထဲမှာတော့တင်းတင်းတင်းတိုက်လို့ပဲနော်တင်းတင်းကမတိုက်လို့တော့တနိုင်ငံလုံးလည်းဘာမှရှိမှာမဟုတ်တော့ဘူးနော်ဒီ9နှစ်မှာစစ်ဦးဘလူးမတိုက်ဘူးတိုက်လို့ရတယ်ငါကျဲလို့ရတာပဲရခိုင်မှာဒီလောက်ရခိုင်ဒေသမှာဒီလောက်တောင်ညမ်းနေတာအကုန်ကျဲကွာလက်နဲ့တွေမင်းတို့ရှိနာပဲတတ်မလို့ရဲရင်တိုင်းကျဲအောင်အဲ့ဒီဟာအကုန်တော့ယူခိုးတဲ့ထွက်လာတော့မှမဟုတ်တာဟာမရောက်နိုင်ရင်သိတာပေါ့ဟာတခါတခါကျဲတိုင်းသူမှပတ်ဆိုင်တေးပျော့ပျော့သွားသူသိနေရလေကလစတာဘုံနေရတာရှိတယ်ဗျာဘုံကျဲလိုက်လို့ရှိရင်အစလိုက်အများကြီးထွက်သွားမှာဘုံတလို့မှနောက်ထပ်ဘုံ100လောက်ထပ်ပွားသွားပြီတရွာလုံးပျောက်သွားမယ့်ဟာရှိတယ်ပါလေမြေရှားလဲလာခိုးတူးသေးတယ်တရားမဝင်ခိုးတူးတယ်အစိုးရအခွန်မဆောင်ပဲခိုးလဲတူးသေးတယ်သူတို့အဲ့ခိုးတူးတဲ့နေရာမှာတရုတ်လန်နေစိုက်ပြီးတော့ငါတို့ဒီနေရာတွေဘုံလာမချင်းနဲ့နော်လို့ဟို message ပေးတယ်ဆိုကြတဲ့ကခင်ဗျားစဉ်းစားကြည့်စမ်းပါဗျာရင်းနေဘယ်လောက်ကောင်းဘယ်လောက်တောင်ဖြစ်မလဲကိုယ်နိုင်ငံထဲမှာတခိုးတွေကလည်းခိုးသေးတယ်သူတို့တရုတ်လန်ထောင်ပြီးတော့ကျွန်တော်တို့အစိုးရကိုမလုပ်ရဲမကြရဲမထီရဲမတူရဲအောင်လုပ်တယ်မစဉ်းစားဒါကတော့မင်းအောင်လိုင်းကနေပြီးသူ့ကိုစုမပေးရလဲမပြောနဲ့လေဗျာဘယ်ပေးမလဲကိုကမင်းအောင်လိုင်းကစီပလင်းခါချပြီးတရုတ်ကြီးသွားထားပါတယ်ဆိုမှသူကဒီကနေပြီးတရုတ်ကြီးရန်တွေ့နေတာဟုတ်ဒီကဘယ်လောက်ကျွန်တော်ဘောကောင်းနော်ဒါတော့တစ်ချက်နောက်တစ်ချက်က
အခု MNDAA နဲ့ TNL ဖြစ်တဲ့ပြဿနာဒီပြဿနာရဲ့အရင်းမြစ်ဒီဘာညာတွေကိုကျွန်တော်သိသိမပြောလို့သေးဘူးတိုးတော့ပြဿနာအရင်းမြစ်ဘယ်သူမှလည်းမှန်တယ်ဆိုတော့သူတို့ချင်းခွေးချင်းကြိုက်တာကျွန်တော်ဘာမှမပြောလို့ကြိုက်တဲ့တော့ကြိုက်ဒါပေမဲ့ကျွန်တော်အဲ့မှာထပ်ပြီးနောက်တစ်ချက်ထပ်ပြီးစိတ်မကောင်းဖြစ်သွားတာနောက်တစ်ချက်အဲ့ပါစိတ်မကောင်းဖြစ်ပြီးတော့ကိုယ့်အခြေအနေကိုနားလည်သွားတာ MNDAA နဲ့ TNL နဲ့အချင်းချင်းအပြန်အလှန်တစ်ဖွဲ့ရန်နေဆောင်ကြပြီးတော့ဖမ်းကြစီးကြသူ့လူငါဖမ်းငါလူသူဖမ်းနဲ့အပြန်အလှန်ဆော်ကြဖလော်ကြဖြစ်နေတဲ့အချိန်မှာ TNL ကစာရေးတယ်ယူနန်ပြည်နယ်ဆိုတော့ရှိလို့ယူနန်ပြည်နယ်ကဂါဗနာတွေစီကိုစာရေးတယ်စာရေးပြီးတော့ဒီကိစ္စကိုဂျားဝင်စစ်စစ်ဖြေရှင်းပေးဖို့ဆိုတော့မြန်မာနိုင်ငံရဲ့ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကယူနန်ပြည်နယ်မှာသွားတည်နေရတာလို့မေးစရာဖြစ်လာတယ်ပေါ့ဆိုတော့တော်တော်လေးတော့စိတ်ထဲတော့မကောင်းဘူးပြန်တွေးကြည့်ဗျ TNL ကလည်းမြန်မာတိုင်းသားတွေကတခု MNDAA ကိုကန်လည်းမြန်မာတိုင်းသားတွေကတခုလို့တော့သိထားတယ်ပေါ့နော်ကျွန်တော်နားလည်းဟန်တရုပ်တွေဒါပေမဲ့မြန်မာတိုင်းသားတခုလို့သိထားတယ်အဲ့တော့ TNL လည်းမြန်မာပဲကိုကန်လည်း MNDAA လည်းမြန်မာပဲဆိုရင်သူတို့ရဲ့နှစ်ယောက်အဆင်မပြေမှုဟာဘယ်သူစီမှာတိုင်တရားမှာတကယ်ဆိုပြည်တော်စုကမြန်မာဆိုကစီမှာတိုင်တရားမှာဒါပေမဲ့သူတို့ရဲ့အစိုးရမြန်မာလို့သူတို့ခံထားဖို့မရဘူးတရုတ်ကိုလှမ်းတိုင်နေပြီးတော့တိုင်ပြောတယ်ပေါ့ဗျာတရုတ်သူတို့ပထိုးလှမ်းတိုင်တယ်အမေသားတို့ပြဿနာလာရှင်းပြပါဦးလို့ပြောသွားလှမ်းတိုင်တယ်ဆိုတော့ခင်ဗျားတို့ကျွန်တော်တို့မြန်မာတွေအားလုံးနားလည်ဖို့တင်တာဒီနေရာမှာနားလည်ဖို့တင်တာတခုရှိမနေဘူးလားကျွန်တော်အများကြီးပြောခဲ့တယ်ကိုကန် MNDAA ရော TNL ရောဝိုင်းလာမိုင်းလာရောဝါရော KIA ရောအစရှိတဲ့ဒီရှမ်းမြောက်မှာရှိတဲ့လက်နက်ကင်တော်တော်များရဲ့ခေါင်းကင်ဖခင်ကတရုတ်ပါလို့ကျွန်တော်ဒီရင်ခါပြောခဲ့ဘူးလေသူတို့ပထွေးလှမ်းတိုင်လို့ကျွန်တော်အခုတိုင်တော့ပို့ပေါ်လာပြီခေါင်းကင်ဖခင်တရုတ်ရှင်းပြအဲ့ဒါအားလုံးကိုတရုတ်ကလည်းဩဇာညောင်းနေတယ်တရုတ်ကအဖွဲ့တွေဆိုတာကိုကျွန်တော်ဒီရင်ခါပြောတယ်တချို့တွေကမင်းတရုတ်ဘက်ကမဟုတ်ပါဘူးကွာတရုတ်နဲ့မဆိုင်ပါဘူးတရုတ်ကမဟုတ်ဘူးအချင်းချင်းကအားလုံးဘလို့သုံးသပ်ကြည့်ဘလို့ပဲနားရတယ်ဘလို့ပဲဟိုတရင်လုံးပဲထားမပြီးနောက်ဆုံးဘလို့ပဲပြောစဉ်းစားတရုတ်နဲ့မပတ်သက်ဖက်နဲ့မရဘူးဆိုတဲ့ဟာကြီးရှမ်းမြောက်လက်နက်ကိုင်ဖွဲ့တွေအကုန်လုံးကပတ်သက်နေတယ်ရှမ်းမြောက်9ဖွဲ့လုံးကအေးပါသည်အဲ့9ဖွဲ့လုံးကတရုတ်နဲ့ပတ်သက်နေရတယ်တရုတ်ကိုပဲတိုင်နေရတယ်သူတို့ကတရုတ်ကိုပဲတိုင်နေတယ်သူတို့အဖေမို့လို့သူတိုင်နေတာပေါ့ဗျာရှင်းရှင်းလေးပြောရင်သူတို့နဲ့ပတ်သက်လို့တိုင်တယ်မပတ်သက်တိုင်တဲ့အကြောင်းမရှိဘူးမပတ်သက်လို့လှမ်းစကားပြောတယ်ဘာအကြောင်းမှမရှိဘူးပတ်သက်လို့အကြောင်းပြောတာအဲ့တော့တရုတ်ကို TNL ကလှမ်းတိုင်ရတဲ့အထိဖြစ်တယ်ဆိုတော့ကျွန်တော်တို့တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကရှမ်းမြောက်ရဲ့အချုပ်အခြာအာဏာကမိကုန်းထုတ်ဆရာတော့ဖြစ်လာတယ်သူမျိုးမေကွန်းမထုတ်ခင်မင်းပေါ့မင်းမေကွန်းထုတ်လိုက်အောင်လက်ရှိချိန်မှာမင်းရဲ့စိတ်မကောင်းတဲ့ဖြစ်ရတဲ့အကြောင်းရင်းနောက်တစ်ခုတော့ပေါ်လာအောင်မယ်အဲ့ဒါပါလဲဆိုရင်တော့တရုတ်ကနေပြီးတော့စစ်ကောင်းဆောင်တွေကိုဖြုတ်ခိုင်းနေတာကိုလည်းမင်းအောင်နိုင်ငံလည်းဖြုတ်နေရပြီးတော့တရုတ်ကခုဆိုရင်တော့ရဲကောင်းဆောင်တကောင်မှဖြုတ်ခိုင်းနေဖြစ်ပါတယ်အဲ့ဒါကိုလည်းမင်းအောင်နိုင်ငံလည်းဖြုတ်နေတာဖြစ်ပါတယ်အဲ့ဒါကြည့်ပြပဲမင်းပါဟိုခေါင်းကင်ထားတဲ့တရုတ်ကြီးဆိုတော့သိဖို့လိုတယ်မင်းပါအုပ်ချုပ်သူတွေကတော့တရုတ်ပြည်သူသမ္မတမြန်မာနိုင်ငံတော်ဖြစ်လာမှာတော့အသေးကြပဲဆိုတာတနိုင်ငံလုံးကလူတွေသိတယ်မင်းတော်တယ်မသိသေးတာတော်တော်လေးရှင်နေတော့မကောင်းရှင်နေတော့ဒိန်းနေပဲပြီးတော့ဟိုတချို့ရင်ကိုဒိန်းကနေဖြစ်စီတယ်ပေါ့နော်ရင်ကိုဒိန်းကနေဖြစ်စီသွားတယ်ပြီးတော့ရှင်နေမကောင်းတရက်နေ့တစ်ချိန်မှာတမိုင်းကိုပြောင်းပြန်နှံဝင်ရမယ်ဆိုရင်တော့လှန်ကြည့်ခြင်းသေးတယ်လှန်ကြည့်ခြင်းသေးတယ်လှန်ကြည့်ခြင်းနဲ့ကျူခေါ်ရတာသွားလှန်ကြည့်တရုတ်ကြီးနဲ့ဒီမြင်းသွားနေသူတို့ပဲရှိတယ်မြန်မာတွေကမခေဘူးဆိုတော့ပြခြင်းသေးတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီနေ့ချိန်မှာအာမတန်လို့မန်ရှော့နေရတာရှိနိုင်တယ်ချင်းခါကျတော့ကျွန်တော်တို့လက်ခံရှိနိုင်တယ်ဒီအတွက်ကျွန်တော်တို့တွေဘာလို့ဆိုစိတ်ထဲမှာခင်ဗျားတို့ကျွန်တော်စိတ်ထဲမှာဒီဟာကမှားနေပြီဆိုတော့သိရင်ကျွန်တော်လောက်အောင်တစ်ခုပဲချင်တယ်ကျွန်တော်တို့ဂျင်းစီလုံးညင်ဖို့လုပ်တယ်ဒီစီလုံးညင်ဖို့ဆိုတဲ့နေရာမှာကျန်တဲ့တရုတ်ကိုပထွေးလို့ကိုးကွယ်နေတဲ့အုပ်စုကိုကျွန်တော်မပြောလို့ဘူးတကယ်ကိုမှအားရကြည်နဲ့ဆရာကောင်းတဲ့သတင်းပုတ်ဖြစ်ပါတယ်အဲ့ဒါကတော့ပဲခူးတိုင်းပထောင်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့အမှတ်16ကာကွယ်ပစ္စည်းထုတ်စက်ရုံကပ္ပစ16ကိုအခန့်ကျတော့ AA နဲ့တော်လိုင်းကုန်းတပ်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့စီးသတင်းမြေကထုတ်ပြန်လိုက်တာတွေ့ရှိရပါတယ် AA နဲ့ပူးပေါင်းဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်ကပ္ပစ15စက်ရုံတွင်မှာပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးထိခိုက်မှုတွေရှိတယ်လို့သိရှိရပါတယ်ပြီးခဲ့တဲ့မတ်လ1ရက်နေ့မှာကပ္ပစ16စက်ရုံကိုAA နဲ့ပူးပေါင်းဖွဲ့တွေကရှော့တိုက်တုံးလက်နက်ကြီးတွေနဲ့ထိမှန်အောင်ပစ်ခတ်ခဲ့တာဖြစ်ပြီးစက်ရုံတွင်းမှာပေါက်ကွဲမှုတွေဖြစ်ခဲ့တာဖြစ်ပါတယ်စက်ရုံတွင်းကိုလက်နက်ကြီးကြောက်အောင်ပစ်ခတ်နိုင်ခဲ့တဲ့ခြေနေကြောင့် AA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကကပ္ပစ16အနီး9ကီလိုမီတာထိကိုရောက်ရှိနိုင်ခဲ့တာဖြစ်တယ်လို့လည်းဗိုလ်ကြီးစင်ကလည်းသုံးသပ်ထားတာတွေ့ရှိရပါတယ်တွေပေါ်လာမယ်ဘယ်လိုပဲလွတ်တော့ပေါ်လာလေကျွန်တော်ပြောထားပြီးသားဒီနိုင်ငံရေးခင်းချင်းတစ်ခုလုံးကမအေးဝင်းစီစဉ်ပြီးတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲစစ်တက်ရဲ့စစ်ထွက်ရဲ့ပေါင်းပြီးတော့ပလင်းတူဘူးဆိုအုပ်ချုပ်ကြမှာတိုက်ခံလည်းမရှိတော့ဘူးသူတို့လုံသမျှတယောက်ကလက်ခုပ်တီးမယ်ဟလားတယောက်ကလက်ခုပ်တီးမယ်တယောက်ကကမယ်ဟလားသူ့ရက်နဲ့သူ့ဇက်နဲ့ပျော်နေမယ်လွတ်တော်ဖြစ်တယ်လေအဲ့တော့စစ်တက်ရဲ့စစ်ထွက်ရဲ့ပေါင်းပြီးတော့ဒီပြီးခဲ့တဲ့9နှစ်ကပုံစံတိုင်းပဲဆက်သွားကြမှာအဲ့ဒီအတွက်ကြောင့်မို့လို့ဘယ်လိုခေါ်မတူညီတဲ့အတိုက်ခံပေါ့နော်ပြည်သူဘက်ကရက်တီပေးမဲ့လွတ်တော်ကိုယ်စားလှယ်ကျွန်တော်ကြီးမားမရှိဘူးပြည်သူဘက်ကနေအမုန်းခံအမိုက်ခံပြီးတော့နော်ဟိုရက်တီပေးမဲ့သူမရှိဘူးအဲ့ဒီအချိန်မှာဘယ်သူတွေရေးကြည့်လာပြီဆိုသတင်းမီဒီယာတွေအခန်းကဏ္ဍအရေးကြီးလာပြီဖြစ်တယ်နိုင်ငံရေးအဖြစ်အထင်သိတာမြင်တာသူတွေပေါ့နော်သူတို့တွေရဲ့ခန်းကဏ္ဍကလည်းအရေးကြီးလာပြီဖြစ်တယ်ဒီကိုနိုင်ငံရေးတင်ကြီးလက်နဲ့ပဲဖြည့်ရှင်းသင့်ပါတယ်ဆိုပြီးတော့အမြဲတမ်းထောက်ခံခဲ့တဲ့ရွေးကောက်ပွဲပြီးရင်အားလုံးအဆင်ပြေသွားမှလို့ပြောခဲ့တဲ့အလုံးဒီတိုင်းပဲဖင်လိုက်ကမောင်ကတော့ပြန်လဲပြီးတော့သူ့ရဲ့လက်ရှိအမြင်ကိုပြန်လဲဝေမျှသွားလဲတွေ့ရှိနေရဖြစ်ပါတယ်။ဘာဖြစ်အခုလိုမျိုးမြန်မာရပြီးတော့အခုလိုမျိုးစကားတွေပြောလာပြီးဆိုတာပြည်သူတွေကတော့အရင်ကတည်ပြီးသားဖြစ်ပါတယ်။ဒီကောင်တွေတော့အသိနေနဲ့နောက်ကျခဲ့တယ်လို့ပဲထင်ရမယ့်ပုံတော့ရှိပါတယ်။